ခါတုန်းကမောင်တီဟဆိုတဲ့လူငယ်တယောက်ရှိတယ်သူကအွန်လိုင်းကနေပတ်စံရှာခြင်းပေးမဲ့မြန်မြန်ချမ်းသာဆိုတဲ့ကြော်ညာတွေကိုသာစိတ်ဝင်စားခဲ့တယ်ဒီနေ့တသိန်းအလုံးမလုံးပဲဝင်ငွေဆိုတဲ့စကားတွေကြားတိုင်းလက်တွေ့မစင်စားပဲငွေသွင်းလိုက်တတ်တယ်ဒီနေ့တော့သူ့ဆရာကြီးဦးမောင်လင်းကိုတွေ့တယ်ဦးမောင်လင်းကအွန်လိုင်းကနေတဖြည်းဖြည်းနဲ့အောင်မြင်လာသူပါမောင်တီဟာကမေးလိုက်တယ်ဆရာအွန်လိုင်းကနေပတ်စံရှာရတာအလွယ်ဆုံးလေးပါလေဦးမောင်လင်းကပြုံးပြီးပြောတယ်လွယ်တဲ့နည်းဆိုတာမရှိဘူးမှန်တဲ့နည်းပဲရှိတယ်ပြီးတော့သူ့ကိုပုံမြင်တစ်ပုတ်ပြောပြတယ်နောက်မှာတစ်ချိန်လုံးကငါးဖမ်းသူနှစ်ယောက်ရှိတယ်တယောက်ကမနေ့ကပဲငါးများရအောင်မိမိလေးမသိပဲကန်ထဲကိုကွန်ကျန်းနဲ့ဆင်းချတယ်အချိန်တိုအတွင်းငါးနေနေရပေမဲ့ကွန်ကလည်းကြက်ငါးကလည်းမကြံဘူးနောက်တစ်ယောက်ကတော့ငါးရမယ့်အချိန်နေရာကရိယာကိုလေ့လာပြီးတဖြည်းဖြည်းဖမ်းတယ်အစပိုင်းမရသလိုပဲထင်ရပေမဲ့နောက်ပိုင်းမှာအမြဲတမ်းငါးရလာတယ်ဦးမောင်လင်းကဆက်ပြောတယ်အွန်လိုင်းဝင်တွေကလည်းအဲ့ဒီလိုပဲကျွမ်းကျင်မှု skill မရှိရင်မရှိကြဘူးလေ့လာမှုမရှိရင်လိမ်လည်မှုကိုခံရလွယ်တယ်။ဉာဏ်မျက်ကိုလိုက်ရင်အရင်တက်တတ်တယ်။အဲဒီနေ့ကစပြီးမောင်တီဟာကအွန်လိုင်းလုပ်တွေကိုတေချာလေ့လာတယ်။မိမိလုပ်နိုင်တဲ့ skill ရေးသားခြင်းဒီဇိုင်းဗီဒီယိုကိုတစ်ခုရွေးပြီးလေ့ကျင့်တယ်။ဝင်လာတာနဲ့ချက်ချင်းမပြုံးမဲစုဆောင်တယ်။အချိန်တစ်နှစ်လောက်ကြာလာတဲ့အခါမောင်တီဟာမြန်မြန်ချမ်းသာမဟုတ်ပေမဲ့တည်ငြိမ်တဲ့ online ဝင်ငွေရလာခဲ့တယ်။